ဇပင်အနီဆိုးတဲ့လူမှန်သမျှသူများနိုင်ငံကတော့သူတို့ရဲ့ဂျာတိဥရုနဲ့သူတို့ပေါက်တဲ့အပွင့်ကွာနီတာတော့တို့မြန်မာနိုင်ငံလက်တာနဲ့ဖြူတာပဲရှိတာအဲ့ဒါကိုအနီဆိုးကြီးဘဝတက်လန်းမှာနှီးတယ်ဇပင်အနီဆိုးတဲ့သူကဇပင်တွေမဆက်နဲ့ဇပင်တူတွေတိတ်မတက်နဲ့ဒါကောင်းတဲ့လက္ခဏာမဟုတ်လို့ဒါစေတနာနဲ့ပြောတာနော်ရှေးတော်လူကြီးတွေကြီးပါလားဟဲ့နေဝင်မိုးချုပ်ဇပင်ဖားရနဲ့မသွားနဲ့你တို့စေသေး6တက်တယ်ဆိုတော့6တာမ6တာတော့မသိဘူးနော်စပင်းဖွာရတဲ့သွားရင်ခိုးတဲ့လူတဲ့လူကစပင်းအရှင်စောင့်ဆွဲပြီးပစ္စည်းလူမှကြောင်းလို့မှားတယ်လို့ဥပအောင်ထင်တာပဲဟဲ့နင်တို့ပန်းအိုးကြီးတွေမိုးချုပ်ကြည့်မလဲနဲ့နင်တို့လက်ပိတ်တက်တယ်အဲ့ဒါဟုတ်တာမဟုတ်တာတော့မသိဘူးတို့အညာမှာကျတော့မီးမရှိဘူးလေမီးမရှိတော့မီးကွက်ကလေးတွေဖျောင်းနိုင်လေးတွေနဲ့ပန်းအိုးလဲရပန်းအိုးကြကွဲမှာကြောက်လို့လူမိုးချုပ်ပန်းအိုးမလဲနဲ့လို့ပြောတယ်ထင်တာပဲဒါပေမဲ့ဇပင်အနီဆိုးတာတွေဇပင်ဆက်တာတွေဇပင်တုတက်တာတွေအနုပညာရှင်တွေရဲ့တည်ငါကာရိုက်တာရတာကောင်းတာတို့တာမန်ရက်သူရက်သားတွေအဲ့ဒါတွေတက်ရဲ့အဲ့ဒါတွေစိတ်ရဲ့ဥအောင်တော့လက်ပိတ်လိုက်နေထင်တယ်နော်နောက်တစ်ခါဂျပန်ကော်ဒနာကြပစ္စည်းတွေရောင်းတဲ့သူတွေကြားရင်ပါကြည့်တယ်ဥပမာတော့လေအဲ့ဒီဂျပန်ကော်ဒနာကြရတနာတွေရောင်းတာတွေဝယ်မဝစ်စချင်တကယ်လို့များဝဲဝင်မယ်ဆိုရင်ကိုဝယ်တဲ့ရတနာကိုစားရည်လေးဖြန့်လိုက်စားရည်လေးဖြန့်ပြီးမှဝစ်တကယ်လို့ကျွန်တော်တို့တွေကအလုပ်တွေလုပ်နေတယ်အလုပ်တွေလုပ်နေဆိုလူဆိုတာကတော့လေလူရည်လို့ဖြစ်လာရင်အစင်ပြေခြင်းအစင်မပြေခြင်းဒွန်လွဲပြီးတွေ့ကြုံနေရမှာပဲအလုပ်တွေကကံကောင်းခြင်းလည်းကောင်းမယ်ကံမကောင်းခြင်းလည်းမကောင်းဘူးအမားနဲ့အမှန်အကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးအစင်ပြေခြင်းနဲ့အစင်မပြေခြင်းဆိုတော့ဒွန်တွဲနေတာဘယ်တော့ပဲဖြစ်တမတ်တဲ့အစင်ပြေးနေလိမ့်မယ်လို့မထင်လေနဲ့ဒါပေမဲ့ကိုကအလုပ်နေတဲ့စူးစမ်းတယ်အစင်ပြေးနေရင်တလန်းထဲမှာဒီကနေ့အစင်မပြေဘူးလားကြုံပြီဆိုရင်တခြားတစ်ယောက်ကကိုအောက်လန်းနေပါလေဆင်လို့လားနော်ကိုကန်စာတာမိမ့်မိတ်အောင်ဖြစ်သွားတာလားဆိုရင်ရုံကြီးလေးနဲ့စပရေးထည့်တဲ့ရေဘူးလေးထဲမှာစားလေးထည့်ရေတန့်လေးထည့်အရေလေးခလောက်ဖြော်လိုက်ကိုယ့်ရဲ့အိမ်ပတ်လည်မှာစားရည်လေးဖြန့်လိုက်ကိုယ့်ရဲ့လုပ်ငန်းဆိုင်တွေထဲမှာစားရည်လေးဖြန့်လိုက်မိမိတို့က3ရက်ကိုတစ်ခါ15ရက်အတွက်9ကအဲ့တော့ရေချိုးမဲ့ဇလုံးတွေဘာတက်ပြီးရေကန်ကြီးတွေထဲမှာစားလေးနည်းနည်းလေးထည့်ပြီးတော့မှစားရည်လေးနဲ့ချိုးမယ်စားရည်လေးနဲ့ခေါင်းလျှော်လိုက်မယ်ဆိုရင်တဲ့မကောင်းတဲ့ဥပအန္တရာယ်တွေကင်းစင်ပပျောက်ပြီးတော့လာပါတွေပေါ်များစေနိုင်တယ်ဒါဥအောင်သုဒ္ဓတရိစ္ဆာကျမ်းမှာပါတာလေဘုဒ္ဓကြုံလို့ပြောပြတာပါနောက်